ဆုံးကခံရမှာနဲ့မြတ်တော်ဆရာအဲ့တော့ဒီဘုရားဓမ္မမြတ်ကအဟောနာမိအာစတိယကုဏအဟဝနာမိပူဇာစဒီပူဇာတရားအတ္တမင်္ဂလာဘုဒ္ဓမအဲ့တော့ကျွန်တော်တို့အဲ့စာပညာဗိဓိစေခိုင်းတော်ကြီးရဲ့အဖဆရာကြီးများကိုဥထိပ်မှာထား၍နာမည်ကြီးအပွဲနေတော့ရွှေရည်ကျော်အိစာပညာမဟိတိစေခိုင်းတော်ကြီးသင်္ချေမရဏကျမ်းမူလာအဲ့တော့မရွေးပါရဆက်စီဆက်ဖတ်ရဆရာမြတ်တို့ဒီမိမစကားကြောင့်တကယ်တကားပေါင်းကနေပြီးတော့ဆရာကြီးကိုဆိုနိုင်အဲ့တော့ဆရာမကြီးဒီနေ့တောင်ဘုံခံရောကိုတကယ်တကားပေါင်းကနေပြီးတော့ဦးစောကနာကိုပွင့်ပြီးမှဖြစ်အဲ့တော့ကံညာဝရိယပြေဆုံးကခံရမှာနဲ့မြတ်တော်ဆရာအဲ့တော့ဒီဘုရားဓမ္မမြတ်ကအဟောနာမိအာစတိယကုဏအဟဝနာမိပူဇာစဒီပူဇာတရားအတ္တမင်္ဂလာဘုဒ္ဓမအဲ့တော့ကျွန်တော်တို့အဲ့စာပညာဗိဓိစေခိုင်းတော်ကြီးရဲ့အဖဆရာကြီးများကိုဥထိပ်မှာထား၍နာမည်ကြီးအပွဲနေတော့ရွှေရည်ကျော်အိစာပညာမဟိတိစေခိုင်းတော်ကြီးသင်္ချေမရဏကျမ်းမူလာအဲ့တော့မရွေးပါရဆက်စီဆက်ဖတ်ရဆရာမြတ်တို့ဒီမိမစကားကြောင့်တကယ်တကားပေါင်းကနေပြီးတော့ဆရာကြီးကိုဆိုနိုင်အဲ့တော့ဆရာမကြီးဒီနေ့တောင်ဘုံခံရောကိုတကယ်တကားပေါင်းကနေပြီးတော့